ဒီနေ့တော့လန်ကြီးတို့တုတ်စားကြမယ်အရင်ဆုံးချက်တာနဲ့ချက်ဖို့ချက်တာကိုရေးဆေးမယ်ချင်းနည်းပဲလေးနံပြရေးနဲ့ပြုတ်မယ်ချက်တာပြုတ်ထားရပြီဆိုရင်သူအမြင်လေးတွေမြင်ထားမယ်ဒါကအနည်းချက်ဖို့အတွက်ပေါ့ပစ္စည်းတွေချက်တယ်လေးစီတက်မယ်ချက်တယ်ယူထည့်မယ်ပြီးရင်ကြံကျင်လေးထည့်မယ်နံပြရေးနဲ့ထည့်မယ်ချက်တာကိုထည့်မယ် chicken stock ဟိုခဏပြုတ်ထားချက်ပြုတ်ရေးပေါ့နော်လူနဲ့လည်းထည့်မယ်ခန်းကျင်ချက်စားပြီးချက်သားထည့်မယ်ချက်ပြုတ်ရေးနှစ်စွန်းလောက်ထည့်မယ်ဒီနေ့ထားလေးရောက်ရင်တင်ထားလို့ရပြီနာမည်ကိုရေးဆေးထားမယ်ချက်သွင်းပြီးပပတီးမယ်နာမည်ကိုလည်းအနေတော်လေးတီးထားမယ်တံပြာတီးစပြီးတော့တုပ်ပါမယ်စီမီစီဝါခနာချက်တာနဲ့ချက်တာနဲ့ထည့်မယ်နာမည်ပါနည်းနည်းတစ်ခါထည့်လိုက်မယ်နံပြာရေးစားကျွန်တော်ချိုးမတော့ဘူးဘေးကျော်ဘေးမို့နံပြာရေးတစ်ခါညင်တော့ကျွန်တော်တိုက်ဖို့မေးရပြီလလာလေးကျင်လိုက်ပဲဆွဲပါပြီခင်းရမနေ့ကချက်ပြုတ်ယူမဲ့တုံးရပါနဲ့ကျွန်တော်ရိုက်ဖြစ်လိုက်အားလုံးကျေးဇူးပါ